တောင်တန်းတွေနဲ့နေတဲ့လမ်းမတစ်ခုပေါ်မှာ James ကသူ့ရဲ့ကားကိုအန်ရရှိတဲ့အချိန်လုံးနဲ့မောင်းနေပါတယ်။သူခဏတောင်အာယုံလွတ်သွားတဲ့အချိန်မှာရှေ့ကော်နေကားကိုတက်ပြီးလူနီပါဖြစ်သွားတာကြောင့်အချိန်ပြင်းပြင်းနဲ့꿰လိုက်ရပြီးလမ်းဘေးကခီးဆောင်အိတ်တချို့ကိုကျိတ်မိသွားပါတယ်။မရီယာသူမရဲ့ပစ္စည်းတွေကိုကောက်ဖို့အပြေးလွှမ်းသွားခဲ့ပြီး James ကလည်းသူမကိုကူညီဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူတို့မမြန်ဆန်ခဲ့တာကြောင့်ဘတ်စကားသူမကိုထားခဲ့ပြီးထွက်သွားပါတော့တယ်။သူမရဲ့မူလအစီအစဉ်ကမြို့ကိုသွားဖို့ဖြစ်ပေမဲ့အခုတော့သူမရဲ့ဇာတိမျိုးဖြစ်တဲ့ဆန်းလမ်ဟေးကိုပြန်ဖို့ကလွယ်လို့တခြားရွေးချယ်စရာမရှိတော့ပါဘူး။ဒါကြောင့် James ကတောင်းပန်တဲ့အနေနဲ့သူမကိုအရောက်ပို့ပြီးမယ်လို့ကန့်လန့်ခဲ့ပါတယ်။အဲဒီအချိန်မှာပဲလေတွေတိုက်လာပြီးတော့တိမ်တွေကနေမင်းကိုဖုံးလွှမ်းသွားပါတယ်။ဒါဆိုင်းလန်ဟေးရဲ့နွေရာသီမုန်တိုင်းပဲလို့မေရီကရှင်းပြပါတယ်။ရုတ်တရက်မေရီကရေအောက်မှာနင်းမြုပ်နေတယ်လို့ဖြစ်သွားပြီးတဲ့နောက်မှာတော့ James တယောက်ကလပ်ထိန်မှာအရက်မူးပြီးတော့နိုးလာခဲ့ပါတယ်။သူ့ရဲ့ဖုန်းကတောက်လျှောက်မြည်နေပေမဲ့သူကတော့ဂေးမဆိုင်ပဲဆက်လက်တောက်နေခဲ့ပါတယ်။စပွဲရုံးမလေးပြန်ဖို့အချိန်တန်ပြီလို့ပြောတဲ့အခါမှာ James ကထားရက်လိုက်ရင်သူမကိုမတော်တဆတတ်မိတာကြောင့်ဖန်ခွက်တချို့ကြာကွယ်သွားပါတယ်။လုံခြုံရေးဝန်ထမ်းက James ကိုအပြင်ထုတ်ဖို့လာတဲ့အခါမှာ James ကသူ့ကိုစပွဲရီပေါ်ကိုတွန်းပစ်လိုက်ပါတယ်။အဲဒီနောက်မြည်နေတဲ့ဖုန်းကိုကောက်ဖို့ကြိုးစားပေမဲ့လုံခြုံရေးကသူ့ကိုနောက်ကနေဖမ်းထားပါတယ်။ James ကလုံအောင်ခေါင်းနဲ့တိုက်လိုက်ပေမဲ့နောက်ထပ်လုံခြုံရေးနှစ်ယောက်ကသူ့ကိုဖမ်းပြီးအမိုက်ပုံပေါ်ကိုပြစ်ချကကလပ်အပြင်ကိုမောင်းထုတ်လိုက်ပါတော့တယ်။ဖုန်းကထပ်မြည်လာတဲ့အခါမှာ James ကနောက်ဆုံးမှာတော့ဖုန်းကန်လိုက်ပါတယ်။အဲဒါကတော့သူ့ရဲ့စိတ်ရောဂါကိုဆရာဝန်အန်ဖြစ်ပြီးတော့သူမူးနေတာကိုသိသွားတဲ့အတွက်စိတ်ပြတ်နေပြီးတော့ James နေနဲ့အပြစ်ရှိတယ်လို့မခံစားသင့်ကြောင်းသတိပေးပါတယ်။အမ်ကောင်သူ့ကိုအိမ်ပြန်နာဖို့နဲ့မနှက်ပြန်ရက်ချင်းရှိတာကိုပြောပြီးတော့သူ့ရဲ့တိုက်ခန်းမှာ James က Mary ကိုဆွဲထားတဲ့ပကြီးကားကိုကြည့်နေရင်နဲ့သူမရဲ့မျက်နှာကသူ့ကောင်းထဲမှာပေါ်လာပါတယ်။သူကအဲ့ဒါတွေကိုမေ့ပစ်ဖို့ထပ်တောက်ဖို့စ조사ပေမဲ့နောက်ဆုံးလက်ကျန်ပလင်ကအချင်းကြီးဖြစ်နေပါတယ်။သူကပလင်းကိုကျမ်းပြင်ပေါ်ပစ်ချလိုက်တဲ့အခါအဲ့ဒီပလင်းကသူ့နာမည်နဲ့စာအိတ်တအိတ်နှစ်ဘေးကိုရောက်သွားပါတယ်။ James ကစာအုပ်ဖွင့်ဖက်လိုက်တဲ့အခါမှာ Mary စီယာဖြစ်နေတာကြောင့်သူတုန်လှုပ်သွားပါတယ်။သူတို့လမ်းခွဲခဲ့တာကြာပြီဆိုတော့သိပေမဲ့တခုခုဖြစ်ပြနေတာကြောင့် Silent Hill ကသူတို့အိမ်ဟောင်းကိုလာခဲ့ပေးဖို့သူမအကူအညီတောင်းထားပါတယ်။ James ကမုံတိုင်းထန်နေတဲ့ညတကောင်မှာပဲ Silent Hill ကိုကားမောင်းသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတောင်ကြားဥမင်ကိုရောက်တဲ့အခါလမ်းပိတ်နေတာကိုတွေ့ရပါတယ်။သူဘတ်စကားဂိတ်ကိုပြန်မောင်းလာပြီးအဲ့ဒီမှာပဲကားရက်ကတညတာအိတ်ဆက်လိုက်ပါတယ်။သူရဲ့အိမ်မက်တွေထဲမှာမေရီနဲ့အတူဖြတ်တန်းခဲ့တဲ့ဘဝမှတ်တမ်းတွေပြည့်နှက်နေပါတယ်။သူမေရီကိုအိမ်ပြန်ပို့ပြီးတဲ့နောက်သူတို့ချစ်သူတွေဖြစ်ခဲ့ကြပြီးသူဟာ Silent Hill မှာပဲသူမနဲ့အတူနေဖို့ဆုံးဖြတ်ခဲ့ပါတယ်။တခါတည်းရန်သူတို့နန်းတဲ့အခါသူမရဲ့နှာခေါင်းကနေသွေးတွေကသူ့မျက်နှာပေါ်ကိုစီးကျတတ်ပါတယ်။နောက်ဆုံးမှသူတို့လမ်းခွဲခဲ့ကြပြီး James ကမြို့ကိုပြန်လာကအရက်သမားဖြစ်သွားခဲ့တာပါ။မနေ့ရောက်တဲ့အခါမှာ James က Silent Hill ကိုခြေကျင်ဆက်သွားဖို့ဆုံးဖြတ်ပါတယ်။တောအုပ်ထဲမှာခဏတာလမ်းလျှောက်ပြီးတဲ့နောက်တနေ့လုံးမြူတွေဖုံးနေပြီးကောင်းကင်ကနေပြာတွေကျနေတာကိုတွေ့ရပါတယ်။အဒီနောက်မှာအန်ဂျလာဆိုတဲ့အမျိုးသမီးတစ်ယောက်ကလေးလံတဲ့အိတ်တွေကိုတဲနေတာကြောင့် James ကကူညီပေးပါတယ်။သူအပြာတွေအကြောင်းမေးတဲ့အခါမှာအန်ဂျလာကနွေရာသီမှာတော်မီလောင်ခဲ့ပြီးမိုးရွာမှာရက်သွားတာလို့ပြောပြပါတယ်။ရေစိုးတန်းစင်ဆက်ယုံမှာရေကြီးတာကြောင့်ရေတွေညဉ့်ညမ်းသွားပြီးလူတွေကမြို့ကိုစွန့်ခွာသွားကြတာပါ။ James က Mary အကြောင်းကိုတွေးတောရင်းနဲ့ခီးကိုဆက်လက်ထွက်ခွာခဲ့ပါတယ်။သူမနဲ့အတူနေဖို့သဘောတူခဲ့တော့ကမေရီယာသူမရဲ့ဖြစ်တည်မှုအစစ်မှန်ကသူ့ကိုကြောက်လန့်သွားစေမှစိုးရင်ကြောင့်ဝန်ခံခဲ့ပူပါတယ်။ဒါပေမဲ့ James ကသူမအနားမှာပဲအမြဲရှိနေပါမယ်လို့ကတိပေးခဲ့ပါတယ်။အတော်ကြာလမ်းလျှောက်ပြီးတဲ့နောက်မှာတော့ James ကပြာရီနဲ့မြူရီဖုံးနေတဲ့ Silent Hill ကိုနောက်ဆုံးမှရောက်ရှိသွားပါတယ်။ James ကအော်ဟစ်ခေါ်ပေးမဲ့ဘယ်သူမှထွက်မလာပါဘူး။ရုတ်တရက်တချင်းတန်ကြားရတာကြောင့်အတန်နောက်ကိုလိုက်သွားရင်းနဲ့ရေဒီယိုတစ်ခုဖွင့်ထားတဲ့ဥမင်တစ်ခုလေးကိုရောက်သွားပါတယ်။အဲဒီမှာဆောင်းတစ်ထဲကိုလည်းမြေပြင်ပေါ်မှာတွေ့ရပြီးဆောင်းအောက်မှာလူတစ်ယောက်ရှိနေပါတယ်။ James ကစကားပြောဖို့ကြိုးစားတဲ့အခါမှာသူ့နောက်ကနေအတန်တစ်ခုကြားလိုက်ရပြီးရေဒီယိုကလည်းအလုံးမလုံးတော့ပါဘူး။အဲ့ဒီအချိန်မှာပဲလေလွင့်သူတယောက်ကဆောင်းအောက်ကနေခုန်ထွက်လာပြီးတော့သူတို့ပြန်လာနေပြီလို့ James ကိုပြောပေမဲ့အသေးစိတ်ကိုတော့မပြောဘဲညှင်းဆန်ခဲ့ပါတယ်။ဒါကြောင့် James ကဥမင်ထဲကနေပြေးထွက်လာခဲ့ပါတယ်။အဲဒီနောက် James ကို M ကဖုန်းဆက်ပေမဲ့သူကတော့ Nightclub တကားအပေါ်မှာစိုင်းမောက်တစ်ခုလင်းနေတာကိုတွေ့သွားတာကြောင့် M ရဲ့စူပူမှုကိုဂရုမစိုက်ဘဲဖုန်းချလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲလေလွင့်သူကဥမင်ဝါမှာ Lion Finger လို့ခေါ်တဲ့မိစ္ဆာတကောင်ပေါ်လာတာကိုမြင်လိုက်ရပါတယ်။ James က Nightclub ထဲကိုဝင်သွားတဲ့အခါမှာ Maria သူ့ကိုဒီနေရာကိုခေါ်လာပြီးတငယ်ချင်းတွေနဲ့မိတ်ဆက်ပေးခဲ့တာကိုသတိရသွားပါတယ်။ Maria ဖေကဒီမျိုးကိုတီထောင်ခဲ့ပြီးဒေသခံတွေကိုအလုတ်ကန်တွေပေးခဲ့တာကြောင့်မြို့ခင်အလုံးကသူ့မကိုသိကြပါတယ်။ရုတ်တရက်လေလွင့်သူရဲ့အော်ဟစ်တန်ကိုကြားရတာကြောင့် James ကပြန်သွားကြည့်တဲ့အခါသူ့ရဲ့ရုပ်အလောင်းကမြေပြင်ပေါ်မှာပျော်ကျပျက်စီးနေတာကိုတွေ့လိုက်ရပါတယ်။ရေဒီယိုကနေဆူညံတန်တွေထွက်လာပြီး Lion Finger ကသူ့စီကိုချင်းကပ်လာတာကို James တွေ့လိုက်ရတာကြောင့်တုန်လှုပ်သွားပါတယ်။အဲဒီတော်ကသူ့ရဲ့ရင်ဘတ်ကိုဖွင့်လိုက်ပြီး acid တွေနဲ့ပန်းထုတ်လိုက်တာကြောင့် James ကအမြန်ရှောင်လိုက်ပြီးကိရိယာတစ်ခုနဲ့ပြစ်ပေါက်ကလဲချောင်လုပ်လိုက်ပါတယ်။အဲဒီနောက်မိစ္ဆာကကားတစ်စီးအောက်ကိုငုတ်ရှိုးသွားပြီးတော့ရေစိုးမြောင်းလေးကိုပျောက်ကွယ်သွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ရေဒီယိုကနေမြို့ကန်တွေအားလုံးဘေးလွတ်ရာကိုရှောင်တိန်ကြဖို့အရေးပေါ်ကြေညာချက်ထွက်ပေါ်လာပါတယ်။ပြီးတော့မြို့တစ်မြို့လုံးမှာအချက်ပေးတန်တွေမြည်လာပြီးအစာအုပ်တွေနဲ့မြေပြင်ပေါ်မှာအမောင်တူကြီးဖုံးလွှမ်းသွားကလိုင်းဖင်ကားတွေအများကြီးလမ်းပေါ်မှာပေါ်လာပါတယ်။ James ကရေဒီယိုကိုချက်ချင်းကောက်ကန်ပြီးတော့သူ့တားဆီးဖို့စ조사နေတဲ့မိစ္ဆာတွေကိုရှောင်ပင်းကထွက်ပြေးပါတယ်။အပြေးလွှားသွားရင်းနဲ့ဂျိန်းချော်လဲသွားတဲ့အခါမှာအနီးနားကကြွတွေအားလုံးထွက်ပြေးသွားကြပါတယ်။ Cripples လို့ခေါ်တဲ့ထူဆန်းတဲ့ပိုးဟက်တွေကအကင်ဆက်တစ်ခုရဲထွက်လာပြီးကျွတ်တကောင်ကိုသူတို့ရဲ့အတိုက်စီကိုဆွဲခေါ်တော့တာကိုသူထိတ်လန့်စရာတွေ့လိုက်ရပါတယ်။ပိုးဟက်တကောင်ကဂျိန်းစီကိုချင်းကပ်လာတဲ့အခါသူကချက်ချင်းပဲနင်းချပြစ်လိုက်ပါတယ်။ရော်ဒီရဲ့ယာနဲ့ချီတဲ့ပိုးဟက်တွေထွက်လာပြီးတော့ James ကိုလိုက်ဖမ်းတာကြောင့်သူ့စက်တိုက်ပြေးနေရပါတယ်။လန်တာတစ်ခုထဲမှာတော့ပိုးဟက်တွေက Lion Finger မိစ္ဆာတကောင်ကိုအောင်မြင်စွာတိုက်ခိုက်နေတာကိုသူတွေ့ခဲ့ပါတယ်။သူနောက်တစ်ကြိမ်ထက်လဲကြပြီးသူ့ရဲ့ကရိယာကိုမတော်တဆချလိုက်မိပေမဲ့ပိုးဟက်တွေကအဲ့ဒီအပေါ်မှာအုပ်နေတာကြောင့်ပြန်မကောက်နိုင်တော့ပါဘူး။နောက်ဆုံးမှသူခြံစည်းရိုးတစ်ခုကိုတွေ့ပြီးတော့အပေါက်တစ်ခုကနေတဆင့်ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ပိုးဟက်တွေကခြံစည်းရိုးပေါ်တက်လာပြီးတော့သူလွတ်သွားတာကိုကြည့်နေကြပါတယ်။အဲဒီနောက် James ကတိုက်ခန်းတစ်ခုတွေကိုဝင်သွားပြီးတကားကိုတသားပြားတွေနဲ့ပိတ်လိုက်ပါတယ်။မကြခင်မှာပိုးဟက်တွေရောက်လာပြီးတော့မှန်ပေါ်ကိုတက်လာကြပေမဲ့အထဲကိုမဝင်နိုင်တာကြောင့်စိုက်ကြည့်နေကြပါတယ်။ James ကပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမှာသူ့နောက်မှာသွေးတွေထွက်နေတဲ့အမျိုးသမီးတစ်ယောက်ပေါ်လာပေမဲ့သူလှည့်ကြည့်လိုက်တဲ့အခါမှာတော့ပျောက်သွားပါပြီ။သူကဖုန်းတက်မီနဲ့လှေကားကိုထိုးကြည့်တဲ့အခါပုံရိပ်တစ်ခုပျောက်ကွယ်သွားတာကိုမြင်လိုက်ရပါတယ်။အဲ့ဒါမေရီလာလို့သူတန်တရားဝင်ပြီးတော့သူတို့ဒီတိုက်ခန်းကိုပြောင်းလာခဲ့တဲ့နေ့ကိုသတိရသွားပါတယ်။သူလေကားကနေတက်သွားပြီးနောက်တစ်ထပ်ကိုရောက်တဲ့အခါလေကားကိုတန်တကားတစ်ခုနဲ့ပိတ်ထားတာတွေ့ရပါတယ်။အဲဒီနောက် James ကအခန်းတစ်ခုတွေကိုဝင်သွားတဲ့အခါလေးနေတဲ့ TV တစ်ခုကိုတွေ့ပါတယ်။အဲဒီဘေးကတက်တာထဲမှာ2019ခုနှစ်လာလိုက်နာမည်တက်ထားတဲ့ဗီဒီယိုတိတ်ခွေတွေအများကြီးရှိနေပါတယ်။သူနောက်ကိုချင်းကပ်သွားတဲ့အခါခန္ဓာကိုယ်တစ်ခုကိုသွေးဆိုးနေတဲ့လက်တွေနဲ့ကိုက်တွယ်နေတဲ့ပုံရိပ်တစ်ခုကိုမြင်လိုက်ရပြီးခေါင်းကိုက်ဝေဒနာခံစားရကတူထောက်လဲကျသွားပါတယ်။ပုံရိပ်တွေစတိုက်ပေါ်နေတာကြောင့် James က MC ကိုဖုန်းဆက်ပြီးခေါင်းရန်ကိုက်နေကြောင်းပြောပါတယ်။ M ကသူ့ဘက်မှာလဲလို့မေးပေမဲ့ James ကသူ့နီးလာပြီလို့ပဲပြောပါတယ်။အဲဒီအချိန်မှာပဲသူ့ဖုန်းကအောက်ကုန်သွားတာကြောင့်ဖုန်းကျသွားပါတယ်။ James က Randa ကိုပြေးထွက်သွားတဲ့အခါမိုးရီတွေသူ့ကောင်းပေါ်ကိုကျလာပါတယ်။သူ့အပေါ်တက်က Randa မှာတော့လူရိပ်တစ်ခုစောင့်နေပါတယ်။အဲဒီအချိန်မှာပဲ M က James ကိုဖုန်းဆက်ဖို့စ조사ပေမဲ့မရပါဘူး။အဲဒီနောက်သူမကလှုပ်ဝက်ဖုန်းတစ်ခုခေါ်လိုက်ပြီးသူမရဲ့လူနာကလှုပ်ထုံးလူနီတွေကိုချိုးဖောက်သွားတာကြောင့်ကျန်းမာရေးစစ်ဆေးမှုလုပ်ဖို့လိုအပ်မယ်လို့ပြောပါတယ်။အဲဒီနောက် James က Randa တွေကနေတဆင့်အပေါ်တက်ကိုတက်သွားပါတယ်။အထဲဝင်လိုက်တဲ့အခါမှာတော့အဲ့လူရိပ်ကအယုတ်တိယုတ်ပေါ်မှာနားနေတဲ့ဖလန်ကောင်တွေဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။အဲဒီရုပ်ဝစ်ထားတဲ့ကောင်းဝင်ကိုကြည့်ပြီးတော့မရီကလည်းဒီလိုမျိုးတစ်ထက်ချိခဲ့တာကိုသူသတိရသွားခဲ့ပါတယ်။အနောက်ဘက်မှာလင်းရောင်တစ်ခုရှိနေတာကြောင့် James ကအဲ့ဒီနောက်ကိုလိုက်သွားတဲ့အခါကြောက်စရာကောင်းတဲ့နက်စင်တစ်ခုနဲ့ပလတ်စတစ်ကောင်းထဲမှာရှိနေတဲ့ဖလန်ကောင်တွေကိုတွေ့ရပါတယ်။ဒါကနောက်ထပ်အမတ်တရတစ်ခုကိုနှိုးဆွပေးလိုက်ပါတယ်။တနေ့မှသူကုံစုံဆိုင်ကအပြတ်မှာမရီယာအမောင်ထဲမှာထူးဆန်းတဲ့ဂေါသစ်ဝတ်စုံဝတ်သူလူအုပ်စုတစ်ခုနဲ့ဝိုင်းနေတာကိုတွေ့ရပါတယ်။သူတို့ဟာချက်ချင်းမြတ်တာကလူတယောက်ရဲ့အသိဉာဏ်ကိုဖျက်ဆီးနိုင်တာကြောင့်သူမအနေနဲ့အာရုံစိုက်ထားဖို့လိုတယ်လို့ပြောနေကြပါတယ်။ James ကြည့်နေတာကိုတွေ့တဲ့အခါမှာသူတို့ကလက်ကာရီကိုဖွင့်လိုက်ပြီး James ကိုဖော်ဖော်ရွရွနှုတ်ဆက်ကတိုက်ခန်းထဲကနေထွက်သွားကြပါတယ်။ဒီလိုထူဆန်းတဲ့လူတွေကကြိုတင်အကြောင်းမကြားပဲတိုက်ခန်းထဲကိုခဏခဏရောက်လာတာကြောင့် James ကစိတ်တို့ပေမဲ့မရီကတော့အဖေဆုံးပြီးကလေးကသူတို့ကသူမရဲ့တအုပ်ရဲသောမိသားစုဖြစ်တယ်လို့ကာကွယ်ပြောဆိုခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ James က Bot Heaven ဆေးရုံက Mary နာမည်နဲ့ရေးထားတဲ့ရော်ဒီရဲ့ဘန်းနာရင်ချက်ထားတဲ့ဆေးမှတ်တမ်းတစ်ခုကိုတွေ့ရှိပါတယ်။အဲဒီအချိန်မှာပဲချောင်းဆိုးတန်ကြားရတာကြောင့်သူ့သွားကြည့်ပါတယ်။ရချိုကန်ထဲမှာတော့ဖျားနာနေပုံရတဲ့အက်ဒီကအင်သာခွက်ထဲမှာအန်နေပါတယ်။အက်ဒီကတခြားသူတွေလို့ James ကဘာလို့မဖျားရလဲလို့မေးပါတယ်။ James ကသူ့လူတယောက်ကိုလိုက်ရှာနေတာလို့ရှင်းပြတဲ့အခါအက်ဒီကရင်မောပါတယ်။အဲဒီမှာဘသူမှမကြံတော့ဘူးလို့ပြောပြီးရဲ့နောက်အက်ဒီကမီးလောင်တာရေညင်နှန်းတာနဲ့လူတွေအားလုံးယူသွကုန်တာတွေကကြီးမားတဲ့အဖြစ်အပျက်တစ်ခုကြောင့်ဖြစ်ခဲ့တာလို့ရှင်းပြပါတယ်။လူတွေကလမ်းမတွေပေါ်မှာသွေးထွက်လွန်ပြီးတိတ်ဆုံးခဲ့ကြပြီးအဲဒီနောက်မှာမိစ္ဆာတွေပေါ်လာခဲ့တာပါ။အဲဒီကသူ့ရဲ့လက်မောင်းကပုတ်ဆက်နေတဲ့ဒဏ်ရာကိုပြပြီးတော့ James ကကန်ကောင်းတာလို့ပြောပါတယ်။ရုတ်တရက်သူတို့အဝေးကနေခလေးငိုတန်ကြားလိုက်ရတာကြောင့်တောရှာကြပါတယ်။သူတို့လမ်းတောင်တစ်ခုကိုကွေးလိုက်တဲ့အခါမှာဇင်းကြံလန်ကတန်တိုင်တွေနဲ့ပိတ်နေတာကိုတွေ့ရပါတယ်။တစ်ဖက်ချမ်းမှာတော့လော်ရာကပုံနေတာကိုတွေ့ရပါတယ်။အဲဒီကသူမကိုထားခဲ့တဲ့နယ်လို့ထင်ပေမဲ့ James ကတော့တန်တိုင်တွေကြားကနေလှန်ပြီးတော့သူမကိုသူတို့နဲ့အတူလိုက်ခဲ့ဖို့ဖြောင်းပြပါတယ်။လော်ရာကသူ့လက်ကိုကင်တော့မဲ့အချိန်မှာရေဒီယိုကနေဆူရှားတဲ့အတန်တွေထွက်လာပြီးဇင်းကြံလန်အစုံကနေကြောက်စရာကောင်းတဲ့အတန်တစ်ခုကြားလိုက်ရပါတယ်။အဲဒီကသူတို့အခုချက်ချင်းသွားရမယ်လို့ဆိုပြောပြီးတော့ James ကလည်းခေါင်းရန်ကိုက်နေပေမဲ့ခလေးမလေးကိုထားမသွားနိုင်ပါဘူး။အတန်ကပုံနီးလာတဲ့အခါမှာအဲဒီကလော်ရာကိုပြန်ပုံးနေဖို့အော်ပြောလိုက်ပါတယ်။အဲဒီနောက်သူက James ကိုကန်ချလိုက်ပြီးထွက်ပြေးသွားပါတယ်။
James ကမော်ကြည့်လိုက်တဲ့အခါအဲ့ဒီအတန်က Pyramid Head နဲ့သူ့ရဲ့ဓာတ်ကြီးကြီးစီကလာတာလို့တွေ့လိုက်ရပါတယ်။ Pyramid Head ကတန်နိုင်တွေကြားကနေ James ကိုဖမ်းဖို့ကြိုးစားတာကြောင့်သူချက်ချင်းထွက်ပြေးခဲ့ပါတယ်။ Pyramid Head ကတန်နိုင်တွေကိုဖျက်ဖို့ခေါင်းနဲ့တိုက်နေချိန်မှာJames ကမိစာတကောင်ကိုတွေ့ပါတယ်။အဲဒီမိစာကလှည့်ကြည့်လိုက်တဲ့အခါသူ့ရဲ့ဦးခေါင်းကကျမ်းပြင်ပေါ်ပြုတ်ကျသွားပါတယ်။သူ့ရဲ့မျက်လုံးက James ကိုစိုက်ကြည့်နေပြီးခန္ဓာကိုယ်ကပင့်ကိုတကောင်အဖြစ်ပြောင်းလဲသွားပါတယ်။ James ကထပ်ပြီးထွက်ပြေးသွားချိန်မှာအဲဒီမိစာကသူ့ခေါင်းကိုပြန်တက်လိုက်ပြီးပါစက်သေးကနေပိုးဟက်တွေထွက်လာပါတယ်။တကားတစ်ခုကိုတုံးဖွင့်ပြီးတဲ့နောက် James ကတိုက်ခန်းတစ်ခုတွေကိုရောက်သွားပေမဲ့ပရင်းမောက်တွေအလုံးပိတ်ထားတာကိုတွေ့ရပါတယ်။အဲ့ဒီမိစာပင့်ကိုလိုက်လာတာကိုသူကြားနေရတာကြောင့်ဗီဒီယိုတစ်ခုထဲမှာပုံအောင်ပြီးနေရကအကြောင်းကနေခြောက်ကြည့်နေပါတယ်။ပင်ကူကတိုက်ခန်းထဲမှာရှောက်ပြီးနေတော့မှပီရမစ်ဟတ်ကလည်းအထဲကိုဝင်လာပါတယ်။ပင်ကူကသူ့အပေါ်ကိုခုန်တက်လိုက်ပေမဲ့ပီရမစ်ဟတ်ကအလွယ်တကူပဲစပွဲပေါ်ကိုတွန်းချလိုက်ပြီးဓာတ်နဲ့ခုတ်ပစ်လိုက်ပါတယ်။အဲဒီနောက်သူကပင့်ကူကိုရိုက်နှက်နေတာကြောင့် James ကမအောင်မိအောင်ပါးစပ်ကိုပိတ်ထားရပါတယ်။အဲဒီနောက်မှာတော့ Pyramid Head ကဗီဒီယိုကိုဖွင့်လိုက်ပြီး James ကိုအနိကပ်ကြည့်ပါတယ်။ James ကအဲ့ဒီတန်ခေါင်းဆောင်ထဲမှာလူသားမျက်လုံးတွေကိုမြင်လိုက်ရပါတယ်။ရုတ်တရက်မျိုးရဲ့အချက်ပေးတန်ကမြည်လာပြီးသူတို့နှစ်ယောက်လုံးကောင်းကိုကိုင်ကနောက်ကျင်းစွာအော်ဟစ်လိုက်ကြပါတယ်။နိုင်ရင်နေကြာပြီးတဲ့နောက်မှာ James ဗီဒီယိုထဲမှာတယောက်တည်းနူးလာပါတယ်။သူအပြင်ထွက်လာတဲ့အခါမှာနေရာကပုံမှန်အတိုင်းပြန်ဖြစ်နေတာကိုတွေ့ရပါတယ်။အဲဒီမှာ Angela ကကျမ်းပြင်ပေါ်မှာလဲနေပါတယ်။ Angela က James အနေနဲ့သူမကိုမကယ်သိနိုင်ဘူးလို့ပြောတဲ့အခါမှာသူကအပြေတောင်းရင်းနဲ့အနာကိုချင်းကပ်သွားပေမဲ့ Angela ကဓာတ်တစ်ချောင်းနဲ့သူ့ကိုတားထားပါတယ်။အဲဒီနောက်သူမကငိုယိုရင်းနဲ့လဲကျသွားပါတယ်။ James ကအစာအုပ်အပြင်ကိုပြေးထွက်လာတဲ့အခါနေရတစ်ခုအပေါ်မှာလော်လောင်ကိုတွေ့ရပြီးသူမကမခုံချခင်သူ့ကိုဖမ်းပေးဖို့တောင်းဆိုပါတယ်။သူမရဲ့လက်ထဲမှာအယိုတီယိုရှိနေပြီးအဲ့ဒါကိုမရီကပေးခဲ့တာလို့ပြောပါတယ်။ James ကအသေးစိတ်ကိုမေးဖို့ကြိုးစားတဲ့အခါလော်ရာကတခုခုကိုမြင်ပြီးထွက်ပြေးသွားပါတယ်။မြူရဲမှာပေါ်လာတဲ့လူတစ်ယောက်ကို James သတိမထားမိပဲလော်ရာနောက်ကိုလိုက်သွားပါတယ်။ပန်းစံတစ်ခုမှလော်ရာကဝင်ပါတဲ့ကိုဝင်သွားပြီးJames ကလိုက်ဖို့ကြိုးစားပေမဲ့လမ်းပြောက်သွားပါတယ်။ရုတ်တရက်မာရီယာကသူ့နောက်မှာပေါ်လာပြီးသူ့ရဲ့အစီအစဉ်တွေကိုမေးပါတယ်။သူကရတရက်ပတ်ပေါင်းများစွာအတွင်းမှာသူမတွေ့ခဲ့ရတဲ့ပထမအဆုံးပုံမှန်လူဖြစ်တာကြောင့်သူမအကူအညီဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့ဝင်ကဘာတဲကနေထွက်နိုင်ခဲ့ပေမဲ့လမ်းမပေါ်ရောက်တဲ့အခါရေဒီယိုကနေတပန်းအတန်တွေကထွက်လာပြန်ပါတယ်။လိုင်ယဖင်ကတကောင်အနောက်မှာပေါ်လာတာကြောင့်သူတို့နှစ်ယောက်ကားတစ်စီးရဲ့နောက်ကွယ်မှာပုံလိုက်ကြပြီးမာရီယာကဂျိမ်းစီရဲ့လက်ကိုကိုက်ထားပါတယ်။အဲဒီတော့ကမြေပြင်ပေါ်ကိုအက်ဆစ်တချို့ပန်းထုတ်ပြီးထွက်သွားပါတယ်။မိစာထွက်သွားတဲ့အခါသူတို့အပြင်ထွက်လာပြီးဂျိမ်းစ်ကနောက်ထပ်အမတ်တရတစ်ခုကိုနှိုးဆွပြီးတဲ့အစာအုပ်တစ်ခုကိုတွေ့လိုက်ရပါတယ်။တနေ့မှသူမျိုးထဲမှာလမ်းလျှောက်သွားနေတော့မရီကိုသူမရဲ့ထူဆန်းတဲ့တငယ်ချင်းတွေကစောခေါ်သွားတာကိုသူမြင်ခဲ့ပါတယ်။သူကလမ်းကြားတစ်ခုတွေကိုလိုက်သွားတဲ့အခါပိုစတာတွေနဲ့ကတ်ထားတဲ့ချက်စီယိုတစ်ခုကိုတွေ့ရပါတယ်။သူကစကုတွေကိုခွာပြီးချက်စီယိုကိုတုံးပင်ကဝင်သွားခဲ့ပါတယ်။အဲဒီနောက်မြေပြင်ကနေမီခိုးတွေထွက်နေတာကိုတွေ့ရတာကြောင့်အမိုက်တွေကိုဖယ်လိုက်တဲ့အခါထူဆန်းတဲ့တင်ကေတာတွေပါတဲ့လှုပ်ဝက်အပေါက်တစ်ခုကိုတွေ့ရှိပါတယ်။သူခလုတ်တစ်ခုကိုနှိပ်ပြီးဖွင့်လိုက်တဲ့အခါလေကားတွေကနေတဆင်ဥမင်တွေကိုရောက်သွားပြီးထူဆန်းတဲ့လူတွေကဂါရာတွေကျွနေတာကိုကြားလိုက်ရပါတယ်။လက်ရှိချိန်မှာတော့မာရီယာကဂျိမ်းစ်ကိုဆေးရုံကိုခေါ်သွားပြီးအဲဒီမှာဂျိမ်းစ်ကလူနာမှတ်တမ်းတွေကိုတွေ့ကမာရီယာကတော့ဆေးရုံမှတ်တမ်းတွေနဲ့ဗီဒီယိုတိတ်ခွေတွေကိုတွေ့ပါတယ်။ဆရာဝန်ရဲ့အတန်ကယောဂလက္ခဏာတချို့ဖော်ပြနေပြီးအမည်မသိ drug ဖြစ်စီတစ်ခုနဲ့ထိတွေ့မိလို့ဖြစ်တာလို့အပြစ်တင်ထားပါတယ်။ဗီဒီယိုဆုံးမှာတော့ဆရာဝန်ကမရီကိုနာမည်မေးလိုက်ပါတယ်။မရီအဖေအသေးဆုံးပြီးနောက်မှာတော့သူ့ကိုကိုးကွယ်နေတဲ့ဂိုင်းတစ်ခုရှိတယ်ဆိုတဲ့ကောလာဟာလာတွေရှိခဲ့ကြောင်းမာရီယာကဂျိမ်းစ်ကိုပြောပြပါတယ်။နောက်ထပ်တိတ်ခွေတစ်ခုမှာတော့ဆရာဝန်ကမေရီနှစ်ပေါင်းများစွာတောက်ခဲ့တဲ့ဆေးရည်တစ်ခုအကြောင်းပြောချပြီးအဲဒီဆေးကသူမကိုပြီးပြည့်စုံစေတယ်လို့မရီကဝန်ခံထားပါတယ်။ဒီအချက်တွေကဂျိမ်းစ်ကိုဥမင်ထဲမှာသူမြင်ခဲ့တာတွေကိုပြန်သတိရစေပါတယ်။လူအုပ်ကြီးကဝေးရုံနဲ့တွေဝတ်ထားပြီးမျက်နှာဖုံးစွပ်ထားတဲ့မေရီကိုပလင်းလေးတစ်လုံးနဲ့ဆေးရည်တစ်ခုတိုက်နေကြပါတယ်။အဲဒီနောက်သူမရဲ့ခန္ဓာကိုယ်ကိုမြေပြင်ပေါ်ချလိုက်ပြီးသူမစီယာထွက်လာတဲ့အရည်တွေကိုသူတို့တောက်ကြပါတယ်။တရားရောက်ကဗီဒီယိုကင်မရာနဲ့အားလုံးကိုမှတ်တမ်းတင်ထားတာကြောင့်အခုသူတို့တွေ့နေရတဲ့ဗီဒီယိုတွေကအဲ့ဒီဟာထွက်လာတာပါ။ရုပ်ရဲ့ချက်ပေးတန်ထပ်မိလာတာကြောင့်ဂျိမ်းစ်ကောင်းကပ်ပြီးအတွေးတွေပြတ်သွားပါတယ်။သူလက်ကကျမ်းမြင့်ကိုထိလိုက်တဲ့အခါအမောင်တူကအခန်းထဲမှာပြန့်နှံ့သွားပြီးအရာအလုံးကပုတ်သိုးကုန်တယ်လို့ဖြစ်သွားပါတယ်။မာရီယာကဂျိမ်းစ်ကိုအခန်းပြင်ကိုဆွဲခေါ်သွားပေမဲ့အစာအုပ်ရဲ့တဝက်ကပြက်စီးပြီးမီးလောင်နေတာကြောင့်ရှေ့ဆက်သွားလို့မရပါဘူး။ဝီချဲတစ်ခုကနေတန်တဲ့တစ်ခုကိုယူပြီးတဲ့နောက်မာရီယာနဲ့ဂျိမ်းစ်တို့ကနောက်ထပ်ထွက်ပေါက်တစ်ခုကိုရှာဖို့တခြားစင်ကြံလမ်းကနေသွားကြပါတယ်။အဲဒီနောက်သူခလုတ်တွေကိုထပ်နှိပ်တဲ့အခါဒလီကာတကာပိတ်သွားပြီးသူနာပြုတချို့ရဲ့လက်မောင်းတွေကျိုးသွားပါတယ်။ဒလီကအပေါ်တက်သွားချိန်မှာတော့မာရီယာဒန်ယာကသွေးတွေအများကြီးထွက်နေတာကိုဂျိမ်းစ်ကသတိထားမိပါတယ်။ဒလီကာကကြားညက်ပြီးရက်သွားတာကြောင့်ဂျိမ်းစ်ကတန်နိုင်ကိုတုံးပြီးတကားကိုပြန်ဖွင့်ရပါတယ်။သူမာရီယာကိုပွေ့ချပြီးအခန်းတစ်ခုတွေကိုခေါ်သွားကသူမရဲ့ဒန်ယာကိုပတ်တီးစီးပေးပါတယ်။ဂျိမ်းစ်သူမကိုကြည့်တဲ့ပုံစံကြောင့်သူမကမရီနဲ့အရန်တူနေတယ်လို့မာရီယာကကောက်ချက်ချပါတယ်။
James ကစိတ်မသက်မသာဖြစ်သွားပြီးတော့နောက်တစ်ထပ်ကိုသွားစစ်ဆေးနေချိန်မှာမာရီယာကိုအဲ့ဒီမှာပဲစောင့်နေဖို့ပြောခဲ့ပါတယ်။လေကားထိပ်မှာတော့ James ကတောက်ခတ်ထားတဲ့တကားတစ်ခုတွေ့ပါတယ်။သူ့ဖွင့်ဖို့စူးစမ်းနေတော့မှလော်ရာကသူ့နောက်မှာပေါ်လာပြီးတော့အခုတော့အရန်ကြောက်စရာကောင်းတွေကခလေးအစ်စ်လိုငိုနေတဲ့သူမရဲ့အယုတ်ကိုပြပါတယ်။လော်ရာကမယ်ရီကိုပြစ်ထားခဲ့တဲ့အတွက် James ကိုအော်ဟစ်ဆေးဆိုလိုက်တဲ့အခါ James ကမယ်ရီကိုတိုက်ခန်းထဲမှာတယောက်တည်းထားခဲ့တဲ့အမတ်တရကိုပြန်သတိရသွားပါတယ်။အဲဒီနောက်လော်ရာကမယ်ရီကိုအချိန်မနှောင်းခင်ရှားမယ်လို့ပြောပြီးတော့ထွက်ပြေးသွားပါတယ်။ James ကအခန်းထဲမှာ318ထဲမှာပုံနေတဲ့ခလေးမလေးနောက်ကိုလိုက်သွားပါတယ်။ James အထဲကိုဝင်လိုက်တာနဲ့လော်ရာကအပြင်ကိုချက်ချင်းထွက်ပြီးတကားကိုတောက်ခတ်လိုက်ပါတယ်။သူကတကားကိုထုတ်ပြီးအော်ဟစ်နေတော့မှထူဆန်းတဲ့အတန်တစ်ခုကြားလိုက်ပါတယ်။ရုတ်တရက်မျက်နှာချက်မှာစောင်းနေနဲ့ဖုံထားတဲ့ဂရီနှလုံးပေါ်လာပြီးတော့လော်ရာကတော့ပေါက်ကနေတဆင့် James မလို့လာရလေးဆိုတာကိုသိချင်နေပါတယ်။စောင်းနေပွင့်သွားတဲ့အခါမှာတော့ထူဆန်းတဲ့လူသားပုံတရံတရဝတကောင်ပေါ်လာပြီးမယ်ရီလုံးလေးရှိသလိုပဲ James ရဲ့မျက်နှာပေါ်ကိုနှာခေါင်းကနေသွေးတွေကျလာပါတယ်။သူကသူမရဲ့နာမည်ကိုခေါ်လိုက်တဲ့အခါမှာအဲ့ဒီတရဝကလက်လေးပတ်ထွက်လာပြီးတော့သူ့ကိုဖမ်းကပါဇက်သေးကိုလက်တစ်ဖက်ထိလိုက်ပါတယ်။လော်ရာကသူအစင်သင်ဖြစ်တဲ့အခါပြန်လာခဲ့ဖို့ပြောချိန်မှာ James ကတော့အသက်ရှူဖို့ရုန်းကန်နေရပါတယ်။ရုတ်တရက် James နိုးလာတဲ့အခါမှာသူဟာဆေးရုံကရင်ပေါ်မှာရောက်နေတာကိုတွေ့ရပါတယ်။သူထိတ်လန့်သွားတဲ့အခါဆရာဝန်တယောက်ကသူကSilent Hill က Port Haven ဆေးရုံမှာရှိနေတာဖြစ်ကြောင်းပြောပြီးတော့စစ်အေးထားဖို့ကြိုးစားပါတယ်။သူမယ်ရီရဲ့အကြောင်းမေးတဲ့အခါမှာအမ်ကအခန်းထဲကိုဝင်လာပြီးတော့မယ်ရီတေဆုံးသွားတာလာပေါင်းများစွာကြာပြီဖြစ်တာကြောင့်သူမကိုလက်လွတ်လိုက်ဖို့ပြောပါတယ်။ James ကတော့သူ့ရဲ့အမှတ်တရတွေကိုနားလည်အောင်ကြိုးစားရင်းနဲ့ငိုကြွေးနေပါတယ်။ညနေပိုင်းမှာတော့ James ကတခုခုကိုသတိရသွားတယ်။မယ်ရီယာထူဆန်းတဲ့အခန်းအနားကနေတိုက်ခန်းကိုပြန်ရောက်လာတဲ့အခါ James ကဥမင်ထဲမှာသူမြင်ခဲ့တာတွေကိုအကြောင်းပြပြီးသူတို့ဒီနေရာကနေထွက်သွားရမယ်လို့ပြောခဲ့ပါတယ်။မရီယာသူမကကလေးဘွားကလေးကဒီကိုင်းထဲမှာရှိနေခဲ့တာဖြစ်ပြီးသူမအဖေကအတင်းအကျပ်ခိုင်းစေတာကြောင့်ရွေးချယ်စရာမရှိခဲ့ဘူးလို့ဝန်ခံခဲ့ပါတယ်။ဂျိန်းကြောက်နေတာကိုမရီယာထောက်ပြတဲ့အခါသူကသူမကိုလှုပ်ခါပြီးသူလုံးဝမကြောက်ဘူးလို့အော်ဟစ်ခဲ့ပါတယ်။မရီယာသူ့ကိုတွန်းထုတ်လိုက်ပြီးသူမကဂိုင်းကနေထွက်ဖို့ကြိုးစားခဲ့ပေမဲ့ဂျိမ်းစ်ရောင်ဘတ်စကားလွတ်သွားတာဖြစ်လို့သူမရဲ့ထွက်ပြေးမှုကိုဂျိမ်းစ်ကဖျက်ဆီးခဲ့တာလို့ရှင်းပြပါတယ်။အဆိုးရွားဆုံးအခြေအနေမှာတော့သူမကိုပြန်မထားဘူးလို့သူကရီပေးခဲ့ပေမဲ့ဂျိမ်းစ်ကတော့ထားခဲ့ပါတယ်။သူထွက်သွားတဲ့လမ်းမှာပရင်ပေါက်ကတွေကနေလူအများကြီးကသူ့ကိုစောင့်ကြည့်နေတာကိုသူသတိထားမိခဲ့ပါတယ်။လက်ရှိချိန်မှာတော့အမ်ကတခြားဆရာဝန်တယောက်ကိုဂျိမ်းစ်ကမရီကိုဆုံးရှုံးလိုက်ရကြတဲ့ကလက်တေဘွားနဲ့ကင်းကွာသွားပြီးတော့လက်တွေကိုပြန်လက်ခံခြင်းစိတ်မရှိတော့ဘူးလို့ပြောပါတယ်။အဲဒီနောက်အမ်ကဂျိမ်းစ်ကိုလာကြည့်ပြီးကြောက်စရာကောင်းတဲ့ဆာလွန်ဟေးဆိုတာနဲ့သူ့ရဲ့စိတ်ထဲမှာရှိနေတာဖြစ်ကြောင်းအကယ်၍သူသာကုသမှုကိုလက်မခံရင်အဲ့ဒီစိတ်ကူးယဉ်မှုတွေကသူ့ကိုဖျက်ဆီးပစ်လိုက်မယ်လို့ရှင်းပြပါတယ်။အမ်ကအခန်းထဲကထွက်သွားပြီးတဲ့နောက်မှာဂျိမ်းစ်ကပရင်ပေါက်ကနေကြည့်လိုက်တဲ့အခါလမ်းပေါ်မှာမရီနဲ့တူတဲ့အမျိုးသမီးတယောက်ကိုတွေ့ရပါတယ်။ဖလန်ကောင်တွေကမှန်ပေါ်မှာလာနာကြပြီးတော့အချက်ပေးတန်မိလာကအမောင်တူဟာဆေးရုံကိုချက်ပြီးတော့ဖုံးလွှမ်းသွားပါတယ်။ရုတ်တရက်ဂျိမ်းစ်ကမာရီယာဘေးမှာပေါ်လာပြီးတော့မရီကိုရှာမတွေ့တာကြောင့်သူတို့အတူတူထွက်သွားတဲ့နယ်လို့သူမကပြောပါတယ်။သူမမယ်ရီနဲ့ဘလောက်တူလဲဆိုတာကိုဂျိမ်းစ်သတိထားမိပြီးတော့မာရီယာကသူ့ကိုနန်းကသူတို့ဒီမှာအတူတူနေလို့ရကြောင်းပြောပါတယ်။ဒါပေမဲ့ဂျိမ်းစ်ကလှည့်ထွက်သွားပြီးဓာတ်လေကားရဲကိုဝင်လိုက်တယ်။မာရီယာကသူ့ကိုတားဖို့စူးစမ်းပေမဲ့သူကနားမထောင်ပါဘူး။ဒါကြောင့်သူမကလည်းလိုက်လာခဲ့ပြီးတော့ဓာတ်လေကားကအမြန်ဆင်းသွားချိန်မှာမာရီယာမျက်နှာကတခါတည်းကြောက်စရာကောင်းအောင်ပြောင်းလဲသွားပါတယ်။နောက်ဆုံးမှာတော့ဓာတ်လေကားရပ်သွားပြီးတော့ဂျိမ်းစ်ကသူ့ဆွဲခဲ့တဲ့မယ်ရီယာပကြီးကားတွေနဲ့အလှဆင်ထားတဲ့စင်းစံလန်းတွေကိုရှောက်သွားပါတယ်။နောက်ထပ်အတိတ်ပုံရိပ်တစ်ခုမှာမူးနေတဲ့ဂျိမ်းစ်ကသူ့ရဲ့ပကြီးလက်ရာတွေကိုစိတ်ပြက်နေပြီးသူမျက်နှာသူမကြည့်ချင်တာကြောင့်သူ့ရဲ့ပုံတူပကြီးကားပေါ်မှာပီရမစ်ပုံကိုရေးဆွဲနေတာကိုတွေ့ရပါတယ်။ဒီတရဝါကသူ့ရဲ့အပြစ်ရှိတယ်လို့ခံစားရတဲ့စိတ်ကနေပေါ်ထွက်လာတဲ့ပုံရိပ်တစ်ခုဖြစ်ပုံရပါတယ်။အမတ်တရတွေကတိုက်ခန်းကရုတ်တရက်ပြောင်းလဲသွားပြီးတော့ဂျိမ်းစ်နဲ့သူ့ရဲ့ပကြီးကားတွေကိုရေထဲကိုပစ်ချလိုက်ပါတယ်။ရုတ်တရက်ဂျိမ်းစ်ကကမ်းခြေတစ်ခုမှာပေါ်လာပြီးတော့အနီးနားမှာအစာအုပ်တစ်ခုမီးလောင်နေတာကိုတွေ့ရပါတယ်။သူ့အထဲကိုဝင်သွားတဲ့အခါမှာလော်ရာကပရီဘောကတွေနောက်မှာပုံနေတာကိုတွေ့ရပါတယ်။သူမအပြင်ထွက်လာတဲ့အခါခဏကြာမယ်ရီရဲ့မျက်နှာကိုဝစ်ဆင်ထားပါတယ်။သူမကဂျိမ်းစ်ကိုအမှန်တရားကိုမှတ်မိဖို့ပြောပါတယ်။အဲဒီနောက်မှာတော့သူမယ်ရီရဲ့အောက်ကိုမှပန်းတွေသွားထားပြီးတော့အတိတ်ပုံရိပ်တစ်ခုပေါ်လာပါတယ်။သူမရဲ့နာမည်အပြည့်စုံကတော့မေရီယာအန်ဂျလာဖြစ်တာကြောင့်အန်ဂျလာလော်ရာနဲ့မာရီယာတို့အားလုံးကမေရီရဲ့ပင်ကိုယ်ရဲ့အမျိုးမျိုးအပေါ်အခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ဂျိမ်းရဲ့စိတ်ကိုယဉ်မှုတွေပဲဖြစ်ပါတယ်။ဂျိမ်းစ်ကမီလောင်နေတဲ့ဇင်းကြံလန်းကနေပြေးသွားပြီးတော့အန်ဂျလာကိုတွေ့တဲ့အခါမှာသူမစိတ်တက်ကြနေပြီးထူဆန်းတဲ့လက်နှစ်ဖက်ကသူမမပြေးနိုင်အောင်လို့ခြေထောက်တွေကိုဖမ်းထားပါတယ်။ဒါကမေရီကလေးဘွားကလေးကသူမအဖေစီကနေခံခဲ့ရတဲ့နှိမ့်ဆက်ညှဉ်းပန်းမှုတွေကိုကိုစားပြုတာပါ။ဂျိမ်းစ်ကသူမကိုကူညီဖို့ကြိုးစားတဲ့အခါလက်တွေ့အန်ဂျလာကိုမွေးရအောက်ကိုဆွဲချသွားပြီးဂျိမ်းစ်လည်းအပေါက်ထဲကိုပြုတ်ကျသွားပါတယ်။
သူမက James ကိုတနာညတာဖို့တောင်းဆိုခဲ့တာကြောင့် James ကတွေးဝေပြီးတဲ့နောက်မှာငိုကြွေးနဲ့သူမရဲ့မျက်နှာကိုတပတ်နဲ့ဖိပြီးတော့တက်လိုက်ပါတယ်။မီးလောင်နေတဲ့ခေါင်းမိုးပေါ်မှာ James ကနောက်ဆုံးမှလက်လွတ်လိုက်တာကြောင့်ဂရင်ကအပေါ်ပြန်တက်သွားပြီးတော့ဖလန်ကောင်တွေကဝင်းရထားပါတယ်။ဆောင်းနေပွင့်သွားတဲ့အခါ Mary ရဲ့ကြောက်စရာကောင်းတဲ့ပုံသဏ္ဍာန်ပေါ်လာပြီးတော့ James ကိုသူမရဲ့လက်မောင်းထဲကိုပြန်တက်လာစေကခွလွတ်တဲ့အနေနဲ့ဖတ်ထားပါတယ်။အဲဒီနောက် James ကပုံမှန်ခေါင်းမိုးပေါ်မှာအလောင်းနဲ့အတူပြန်ပေါ်လာပြီးတော့သူ့ကိုယ်သူဘယ်တော့မှခွင့်မလွတ်နိုင်ဘူးလို့ကောက်ချက်ချလိုက်ပါတယ်။ James က Mary အလောင်းကိုကားထဲထည့်ပြီးအနည်းဆုံးရေကန်စီကိုမောင်းသွားပါတယ်။ကားရေထဲကိုကျသွားပြီးသူ့ကိုတက်တည်လိုက်ရင်သူတို့အတူတူရှိနိုင်မယ်လို့ James ကတွေးနေပါတယ်။ရုတ်တရက်ကိုနေကပြန်ပေါ်လာပြီးတော့ James က Mary နဲ့ပထမဆုံးစတင်တွေ့ဆုံတဲ့အချိန်ကိုပြန်ရောက်သွားပါတယ်။ Bus ကားကချက်ပြီးတော့ထွက်သွားပြန်တာကြောင့်ဒီတစ်ချိန်မှာတော့ James ကသူမကိုဆန်းလန်ဟေးကိုပြန်ခေါ်သွားမယ်အစားမြို့ကိုလိုက်ပို့ပေးမယ်လို့ကမ်းလှမ်းလိုက်ပါတော့တယ်။